Hello အားလုံးပဲမင်္ဂလာပါဒီနေ့ theory က Math channel တူ Novotel Square မှာdinner date လုပ်ခဲ့တဲ့ vlog လေးဖြစ်ပါရဲ့ဆိုတော့အဆုံးထိကြည့်ပေးပါအောင်နော်စားရောက်တာနဲ့ theory စားချင်တာလေးတွေရွေးပြီးတော့ခံနဲ့ထည့်လိုက်ပါရဲ့စားခဲ့ရလေးရောအများကြီးပဲပေါ့နော်အဲ့ထဲမှာတီးကြိုက်တာလေးက slow cooked beef တော့လေပါဇက်သေးဟိုလေးဝင်သွားပြီဆိုတာနဲ့လေအရင်ကညံ့ပြီးစားလို့ကောင်းတယ်နောက်တစ်ခုကတော့ဒီ cheese oyster ဆိုလို့ရှိရင်မညှိပဲနဲ့အရင်စားလို့ကောင်းတယ်ပေါ့နော်အဲ့ဒီက Math channel ပြပြနေစားလို့တော်တော်ကောင်းတယ်ပေါ့ပြီးတော့ဒီလိုသွားစားတဲ့ညကဒီဇိုင်းနိုင်တင်တာဘူဖေးဆိုတော့မြန်မာမုံနဲ့ပတ်သက်တာတွေတော်တော်စုံလင်လင်ရတယ်ပြီးတော့ဝတ်သားလို့ထိုးတွေမြန်မာမုတ်တွေမြန်မာအတုပ်တွေတော်တော်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တုံရမ်းစုဆိုလို့ရှိရင်လည်းကိုပေါင်းပစ္စည်းကိုကိုရွေးပြီးတော့အဲ့ရ chef ကိုချက်ခိုင်လို့ရပါတယ်ဘဲကင်နေရောတော်တော်စုံလင်ရှိရပေါ့နော်ဒီထဲမှာတီးမျက်စိကျတဲ့အရာတစ်ခုကတော့ဒီ slow cooked beef တော်တော်လေးကိုစားလို့ကောင်းပြီးတော့နှက်ထားတာလေးကလေတော်တော်မှစားလို့ကောင်းတာအဲ့ဒါလေးတော့ဒီတော်တော်သဘောကျခဲ့တယ်ဒီမှာက AC ဒိတ်ချင်တာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်မိသားစုတွေနဲ့အတူတူလာစားချင်တာပဲဖြစ်ဖြစ်တော်တော်လေးကိုအဆင်ပြေတဲ့နေရာတစ်ခုလို့တီးထင်တယ်ပေါ့နော်ဒါကတော့တီးကြိုက်တဲ့ cheese oyster လေးပါ breath တွေလည်းစောစောလင်းရှိရဲဆိုတော့အမှကွာကို cheese လေးနဲ့ရွေးပြီးတော့စားလို့ရတယ်။ဗမာမုတ်တွေရောအချိုပွဲတွေရောစုံလင်းရှိရဲပေါ့နော်။တီရီကတော့ပီဇာတိတ်မကြိုက်တဲ့လူဆိုတော့ဒီမှာလည်းပီဇာကိုတိတ်တော့မစားခဲ့ပါဘူး။ပြီးတော့တီတိတ်မကြိုက်တာလည်းပါတယ်ပေါ့နော်။နောက်တစ်ခုကြိုက်တာလေးက baby octopus လေးကလေသူတို့ marinate လုပ်ထားတာအရန်ကိုစားလို့ကောင်းတယ်သိလား။ဒါတော့စားပြီးကြိုက်တဲ့ရုပ်ပြီးတော့ဘီယာလေးနဲ့တောက်လိုက်ပါတယ်။နောက်ပြီးတော့ကျမလည်းတဲ့ဘလောက်လှလဲဆိုတာလေးကိုလည်းကြော်ညာလေးခဏဝင်လိုက်ပါတယ်။နောက်ပြီးတော့ထပ်ပြီးတော့ cheese oyster လေးကိုပဲထပ်ပြီးတော့စားပါရဲ့ရှင်။ဝတ်သားတို့ထိုးရေးဆိုတဲ့အတုံးကြီးအကြီးကြီးပေါ့နော်သူတို့တုံးပေးထားတာဒါပေမဲ့တီးကတော့နည်းနည်းလေးပဲရွေးခဲ့လိုက်တယ်ဒါကတော့တီးကိုယ်တိုင်ခုနကတော့ရွေးပြီးတော့ထည့်လာရဲတုံရမ်းစုလေးပါတုံရမ်းစုလေးကတော်တော်လေးတောက်လို့ကောင်းတယ်ပေါ့နော်အစတော့ချင်မဲ့တင်တာမချင်ဘူးဟင်းကြီးကတော့တော်တော်လေးပူတယ်ဘာစားစားလဲနည်းနည်းမင်းထည့်စားတာကြိုက်တယ်လို့ဆိုတော့နည်းနည်းမင်းလေးပါလိုက်ရမှာဒါကတော့မှုတ်တော့ရင်းနဲ့ကြည့်ရလူတွေပြင်းနေမှာဆိုရင်အနမ်းလေးတစ်ခွင်းပေးလိုက်ပါရဲ့နောက်တစ်ခုထပ်စားခဲ့တာကတော့ pasta ပါဒီမှာတော့ဒီရီယာ canchini sauce ကိုရေးခဲ့ပါတယ်ပုံမှန်ဆိုတော့ဒီရီယာ pasta ကြိုက်တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ဒီမှာတော်တော်လေးစားကောင်းလို့ဆိုပြီးတော့အဲ့ဒါလေးကိုစားခဲ့ပါတယ်အေးပြေတော့ဆိုပြီးတော့ကိုလာလေးတောက်လိုက်ပါရဲ့အမချမ်းနေပြီးတော့ခေါင်းမုံလေးတူစားကြမယ်ဆိုတော့ခေါင်းမုံလေးတစ်ခုထပ်စားလိုက်ပါရဲ့ခေါင်းမုံလေးတော်တော်လေးစားလို့ကောင်းတယ်မုံနှစ်သားလေးကနူးညံ့ပြီးတော့ပေါ့နော်ချိုလေးကဲဒါဆိုရင်တော့ဒီနေ့ဘလော့လေးကဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အပွားဘိုင်ဘိုင်